ဒီဆိုခံတယ်ဟုတ်လားပြေးချောက်တယ် ဒီစုခံနေပြေးလို့အော်ဒီကမကျလို့အဲ့လိုလိုက်ထားတယ်ဟာအိမ်မာလိမ့်လာမတက်လာတယ်လို့အချောင်းနဲ့ရှင်းတာပါလား this Hey guys, welcome back to my YouTube channel. အခုပြီး Singapore Universal Studio တော့မှာဖြစ်ပါတယ် ဘူးရဲ့လေချပါလို့ရကိုမိကပို့လာလို့ပဲတင်ရ တရားကလည်းလင်းကင်းနေမှာမနေဘူးနေမမေပြောတယ် အိမ်မာလိမ့်လာမဒီတက်လာတယ်လို့ ဟိုရတယ်နေငါနေမကလေးလေးမပြောနဲ့ဒီမှာလာနေလိမ့်ရတယ်ပြော နေကိုစားနေစားရလား ဒါစားဖို့လေနေ ဟာနောက်ကနေစားဘာမှမ ကဲ သိ ညီမလေးကို make up ပြင်မှုသွားပြီဆိုတော့အခုကျမတို့ Universal Studio ကိုသွားပါမယ်ကဲအခု MRT ကိုလမ်းလျှောက်သွားမှာဖြစ်ပါတယ်နေရမ်းပါတယ်ဘေးပြန်ဖြတ်အဲ့တန်ရမ်းကျဲနော်ဘယ်ကနေပိုအေးလဲရန်နေတော့ဒီနေရိတ်တဲ့ဘက်ကနေပဲသွားအောင်အဲ့မှာဗီဒီယိုရရင်ကောင်းမှာလေတော့တိုက်တယ်ဒီတီးကနေတယောက်လည်းစောင်းတယ်တယောက်ပဲဆက်တာတယောက်ပဲစားအောင်ပါဘူးအခုကတော့ Pure Universal Studio သွားနေရပဲဖြစ်ပါတယ်။ Pure နေတဲ့နေရာနဲ့ Universal Studio ကအဝေးကြီးပဲမလို့ယထာအဆင့်စီးရပါတယ်။ကိုကစင်ကာပူရောက်လာပြီဆိုရင် Universal Studio ကသွားရမယ့်နေရာထဲမှာပါပါတယ်။ဆိုတော့ Universal Studio ဆိုတာဘာလဲဆိုတာမသိသေးတဲ့သူတွေအတွက်ရှင်းပြပေးပါမယ်။နားလည်ရတဲ့လောက်ကတော့ Universal Studio ဆိုတာက entertainment နေရာတစ်ခုဖြစ်တယ်။ဒီမှာ theme အမျိုးမျိုးတွေရှိတယ်။ Hollywood theme တို့ Disney ပုံစံမျိုးတို့ဒါမှမဟုတ် Egypt ပုံစံမျိုးလို့သူက vibe တစ်မျိုးချင်းစီရှိရပေါ့နော်နေရာတစ်ခုထဲမှာတင် theme အမျိုးမျိုး vibe အမျိုးမျိုးနဲ့နေရာစုံရှိရမလို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်တယ်။အပြင်မှာလူတွေမပြင်းအောင်အတွက် entertainment ဆိုတဲ့အတိုင်းဒီ roller coaster တို့ rides တွေပြီးတော့တခြား activity တွေအများကြီးရှိတယ်။ admission fees အတွက် ticket price ကလည်းဈေးကြီးရယ်လူကြီးတစ်ယောက်ကိုဆိုစင်ကာပူဒေါ်လာ$89ရှိရယ်မြန်မာငွေနဲ့ဆို I think it's around 3သိန်းခွဲကျော်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ဥပမာပထမဆုံးသွားဖူးတာဆိုတော့ I am so excited ဝင်ကြီးမြန်မာငွေ3သိန်းခွဲပေးရတဲ့နေရာကတန်မတန်ဆိုတာကိုဖြူဖြူနဲ့အတူတူလိုက်ခဲ့ပေးပါအောင် Universal Studio က Sentosa မှာရှိရမလို့အဲ့ကယထာစီးပြီးသွားပါတယ်။အဲ့ကယထာခါဈေးကြီးရဘလောက်လဲတော့တေချာမမှတ်မိတော့ဈေးကြီးရဆိုတာပဲမှတ်မိရယ်။ Okay guys, enjoy the view. Okay, finally we are here. Universal Studio ရောက်ဖို့ဆိုလမ်းနဲ့ထပ်လျှောက်ရပါသေးတယ်။အချိန်ကနေမွန်းတဲ့ချိန်ဆိုတော့လုံးဝပူချက်ပဲ။ကဲအခုဖြိုးတို့ရောက်ပါပြီဒါပေမဲ့အခုကအပြင်မှာပေါ့နော်အထဲမဝင်ရသေးဘူးလိုက်ထားတယ်ဂိမ်းမှာလက်မှတ်လေးပြပြီးတော့အခုအထဲကိုရောက်လာပါပြီအထဲမှာလုံးဝအကျဉ်းကြီးပဲဒါကတော့သူ့မြေပုံဖြစ်ပါတယ်စစောင်းဝင်ချင်းမှာဆိုရင်တော့ Hollywood ပုံစံလုပ်ထားတယ်အချင်းကအစ Vine နဲ့ကိုက်အောင်ဖွင့်ထားတယ်ဒီထဲမှာ Minions တွေ Egypt တွေပြီးတော့ Jurassic Park အပြင်ဟိုမှာ Scientific City တွေအများကြီးရှိတဲ့အပြင် Roller Coaster တွေလည်းရှိရမလို့ဒီထဲမှာဖြူဘာတွေလောက်လဲဆိုတာကိုစိတ်ဝင်စားတယ်သိချင်တယ်ဆိုရင်တော့ဆက်ကြည့်သွားလိုက်နော်ဖြူနဲ့ဖြူညီမတစ်ယောက်ကိုမြန်မာငွေ3သိန်းခွဲ2ယောက်ဆိုရင်9သိန်းဝန်းကျင်ပေးထားတော့မလို့2ယောက်သားဒီနေ့တနေ့ကုန်တက်အောင်ရှောက်ပတ်ကြည့်ပါမယ်ဒီမှာအခုမြင်တဲ့အတိုင်းဓာတ်ပုံရိုက်မယ်ဆိုတော်တော်လေးလှတယ်ဖြိုးဖြူညီမလေးရောဒီမှာပုံနေအများကြီးရိုက်ထားဒါပြီးရင်ဖြိုးညီအမနှစ်ယောက် roller coaster ကြီးသွားစီးပါမယ်ဒီမှာ roller coaster စီးမယ်ဆိုရင်ပတ်စံထပ်ပေးစရာမလိုဝင်ကြီး ticket price မှာအကုန်ပါပြီးသားပေါ့နော်အထဲမှာစားတဲ့အစားစရာစရိတ်ကပဲထပ်ကုန်မှာပေါ့ဒါပေမဲ့တခုရှိတာ roller coaster ရဲ့တနားခွဲလောက်တန်းစီပြီးစောက်ရပါတယ်ဒီ roller coaster တနားခွဲတန်းစီပြီးတော့သွားစီးမှာဖြစ်ပါတယ်နေပူရဲ့တော်ပူရဲ့အခုကမေပူလို့ကိုပုံဝင်မျက်နှာတော့ဖြစ်ပါနေဟာ
ကိုရောက်တော့ကိုပြန်မနေရဘူးအခုမာမီစီးမှာပဲဖြစ်ပါတယ်မာမီကအစားကဒီရိုလာကိုစတာဥစ္စာနိုင်ဝက်လို့ပြောဒါပေမဲ့အခု waiting time က15မိနစ်ပဲဆိုတော့15မိနစ်စောင့်ပြီးစီးမယ်ပေါ့နော်ဒါပေမဲ့တခုရှိအသေးဟိုဖြစ်လို့မရဖုန်းတွေယူသွားလို့မရအောင်ဆိုအခု pure ဖုန်းတွေမျက်မှန်တွေတခြားအရာတွေကိုလောက်ကားထဲမှာသွားသိမ်းမှာပဲဖြစ်ပါတယ်ဆိုတော့ CV review ပြောပါမယ်ဘယ်လိုလဲဆိုတာအခုပဲ Egypt ဟာစီးလိုက်ပါတယ်ဆိုတော့စီးရတဲ့ feeling ကတော့လုံးဝ10 out of 10ဘာလို့လဲဆိုတော့အဲ့လိုအရင်လမ်းလို့ကောင်းတာကကြောက်တာတဲ့တော့အရင်ဟိုလိုသွားတာမျိုးဟိုအဲ့လိုငြိမ်လိုက်အထဲမှာရက်သွားလိုက်ပြီးမထင်တဲ့အချိန်မှာလို့ဆိုပြီး roller coaster ပေါ့နော်အထဲမှာလို့သွားမိုက်တယ်ဒါပေမဲ့တော့မြေအောက်ထဲမှာအဲ့လိုမျိုးစီးရတယ်လို့ခံစားချက်မျိုးရတယ်ဆိုတော့မိုက်တယ်အထဲမှာလည်းပြီးတော့သူတို့ decoration ပြင်ထားတော့လှတယ်ဒါအဲ့လိုလုံးဝအဲ့လို Egypt ရောက်သွားသလိုပုံစံမျိုးပေါ့နော်အထဲမှာဖုန်းမယူသွားတော့ roller coaster စီးရမှာဆိုဖုန်းမယူသွားဘူးမရိုက်လိုက်ပေါ့နော်ဆိုတော့နောက်တစ်ခါပြန်စီဖြစ်မယ်ထင်တယ်This is the food I get. ဒီ noodles ကိုဘယ်လောက်16စင်ကာပူဒေါ်လာ16ဒေါ်လာပေးလိုက်ရတယ်ဟုတ်တယ်ဟုတ်တယ်ဒီလိုဟိုကဘီဘိုစီကြီးပဲလာတယ် sustainability ဟိုကဇုံးကအစားကော်ဇုံးတာ ခောက်ဆွိုင်း ဟမ်ဟောက်ဆွဲဒါမီးပါလဲ ဟုတ်ခောက်ဆွိုင်းလား ဘယ်လိုမီးတုံလား ဦးရဲလဲဒီဘာမှမစားလားအကက်ရှ်နဲ့ဟောက်ဆွဲတာကောင်းတယ်ဒါကောင်းလို့မျိုးမဟုတ်ဘူးဟောက်ဆွဲတာဘယ်လိုလဲမသိဘူးဝါလို့ကောင်းတဲ့ပုံစံမကြိုက်လားအဲ့ဟောက်ဆွဲသူကလည်းနည်းနည်းမာတယ်မမဘူးပါကျောက်ဖောက်တယ်လို့တော်မျိုးပဲနော်ကျောက်တော့တယ်ရတာတမျိုးလေးပဲမဆလာပါနော်မဆလာပါတယ်နည်းနည်းဟို Indian ဘတ်နဲ့ပါတယ်ဖြော်ရည်ရှိရဖြော်ရည်တောက်တယ်နည်းဖြော်ရည်တောက်တယ်ဒီဟိုသူကလေဟိုရပါလေ watermelon ပါလေဖေးသီးလို့ဟိုဒီလိုပါလေဖြော်ရည်ခွက်လေးနဲ့ထည့်တာဟိုတုံပြီးတော့ကွာဟာလေ watermelon ဖြော်ရည်မဟုတ်ဘူး watermelon မှာအထုပ်ပွဲလိုမျိုးအတုံးလေးတုံးတာအဲ့ဒါကို$7တဲ့30 This is so good ဒီကကြည့်ပြီးမှမမလိုက်လာပြီရမှာလိုက်ခဲ့ရမှာဖြူကနားမှာလိုက်တာတော့ဒါက slide $8Indian five ကမိုက်တယ်နော် food court candy မဟုတ်မှာ$8ရဲအေးရဟာလို့ အရင်အေးဒီလိုမျိုးလားဒီကဲဒါဆိုလည်းဘာမှမရှိတာအထက်မှာရေခဲတွေပဲရှိတယ်ဒါပေမဲ့ဟိုအဲ့ဆိုင်လိုလည်းကြီးလာတယ်ဟိုပိုက်ဒီကအစား plastic တွေမဟုတ်ဘူးဒီကမကင်းရအစားclean for အခါသုံးပေါ့ဒါပေမဲ့ plastic မဟုတ်sustainability ကိုစင်ကာပူကအရင်ကြီးစိုက်မယ်အခုမှပဲထိထားပြီးတော့ဒီမှာမို့လို့ကိုယ်မသေးနေမှာဒီကအရင်များနော်ဒါအနည်းလက်သေးရှိတော့ဒီတန်ထွက်လာအဲ့ကောင်ကလည်းရှုပ်လက်သေးရှိမှအတန်ထွက်ဒါစင်ကာပူ$2ဘာရပါကောင်းလဲပတ်စံပါကောင်းဒါ$10ဒီဆိုခံတယ်ဟုတ်လားမသိရှောက်ဘူးဒီဆိုခံတယ်အပြင်းလွယ်တယ်အပြင်းခံတယ်အပြင်းဟုတ်လေအပြင်းဒီဆိုခံတယ်အပြင်းလွယ်ရတော့မဟုတ်ဒီဆိုခံတယ်အပြင်းမလွယ်ဘူးအပြင်းမလွယ်အပြင်းခံတယ်ဆိုတာရှိဘူးဒါကလည်းစားရဒါဖြော်ရည်ဥစ္စာဒါဒီဆိုတော့ဝယ်ရမယ်ထိုက်တယ်လေ16
16နဲ့8နဲ့ပါတယ်ဗျာ24ဟုတ်16နဲ့8နဲ့10 20 24ဟုတ်တယ်24ပြင်မယ်မိနှခမ်းနေတော့မရှိတော့ပြင်နေကောင်းတဲ့ဟာတွေပဲရွေးစားသွားကြည့်တာကြော်တယ်အရင်ချို့ကောင်းနေညီမလေးပဲကျုပ်ပါရှင်မိုးရတော့မယ်ထင်တယ်ဟိုဘက်က roller coaster တွေတော့ရက်သွားပြီမိုးရနေပြီ We apologize for the inconvenience and will keep you informed of further developments. Thank you for your cooperation and ရစား ရွှေကြီး ဘူးအပြင်မှာမိုးရွာဘာလို့တိုင် Hey! Once upon a time, there lived a frightful ogre named Shrek. But she was to marry Farquaad and allow Shrek to find true love. And take a seat as far over as possible. Off button, honey. So cute.အခု dragon နဲ့ဓာတ်ပုံရိုက်ဖို့တန်းစီနေတာဖြစ်ပါတယ်အော်ဟုတ်တယ်မိုးရီရွာနေတယ်ဒီကစားမိုးရီရွာဘာဒီလိုမျိုးပါတော့ဘာရှိတဲ့ stress ရှိရယ်ပြအဲ့ dragon တွေလိုက်ရှိတယ်အော်မမီးရယ်ပြတ်တယ်တော့စားလိုက်တယ်ဒီမှာတော့ရိုက်နေတယ်ဒါပေမဲ့မိုးရွာတော့ကျဲလို့မရဘူးနည်းနည်းလေးမိုးရှိတယ် waiting time 30 minutes Sources tell us 30 minutes don't say that I can say it but if you had a rule on it they will know when you came out and then how I look at it One at a time. Question. You didn't hear that. Oh, sweetie, but get it away. It says here, don't take pictures or video down. It's like getting a...
ဘက်ပဲတော့ မမီဘက်ပဲသွား With me today, so that he shall fall tomorrow. တော့စီးကြရင်သုံးခုတော့ကြာအောင်မယ်တဲ့ဒါပေမဲ့ဆက်မစီးတော့ပါဘူးပြန်သွားပါဒီမှာကဓာတ်ပုံလေးပါလေးနည်းနည်းရိုက်ပြီးတော့ပဲနားလိုက်တော့ဖုန်းအားကလည်းတိတ်မရှိတော့ဘူးဘယ်နဲ့6နိုင်ပြီနော်9နိုင်ပြီမင်းတော့စားပါပြင်မနဲ့